မဲစာတောင်ကြီးစီတွေတွေဒီမြည်ဝန်းလီမြိုင်တော်စီကရွှေပြည်ကိုသာတရှာတော်မိမိုးရှိရှိလျင်သီရိကျက်တရေတက်ဖြူဝေသာအောင်မြေကြောကြောကုန်းမောမောနေဘုရောကောင်းမှုတီချာပြုသည်စပုစီမီ6ရောင်ကြီးမြဘူကြီးသခင်ရွှေလင်းမင်းနှင့်ရွှေချင်းသိမွေစ၍ရသောရွှေစီရီအတီးဒီပိတ်စီချေတန်းလျက်ရောင်တန်းမြရွှေနန်းရွှေဘုံအလုံးစုံကိုအာယုံမြင့်မြင့်ဖူးမြော်ခြင်း၍ဒီတွင်ရွှေမျိုးဒီတို့စေရီဒီစီရွှေနန်းဖြောက်တန်းတော်မူစိတ်ကရည်သည်ရွှေပြည်ဌာနဝေသောကြောင့်